စပိန်က3600ဟုတ်ကဲ့ကို3600ပါကိုဘာဖြစ်လဲကို ဒီလိုစပိန်ကိုဝယ်စီးမဲ့အစားဟိုမှာတော့လာပရိုပေါက်အဲ့လိုကားကိုဝယ်စီးလို့ရတယ်ကွာ Pro ဝယ်စီလို့ရတော့မှန်တယ်ကိုဒါပေမဲ့ဒီစပိန်မှာတခြားစပိန်တွေနဲ့မတူတဲ့အားတာချက်တွေအများကြီးရှိတယ် လာနောက်နေတယ်ဘာတွေများအားတာနေလို့လဲ နံပါတ်1ဒီစပိန်ရဲ့ brand က made in Italy ဖြစ်တယ်နံပါတ်2ကြိုက်တဲ့နေရာကိုခောက်ကြည့်လိုက်ကာဗွန်နေကြီးပဲဖြစ်နေရနံပါတ်3 Gear set ဆိုရင် Shimano Adira ရှေ့က2ချက်အနောက်က17ချက်ဒီစပိန်က professional ကြထုတ်ထားတာဖြစ်တဲ့အတွက်ကို professional ကြတဲ့စပိန်သမားတွေပဲစီးလို့ရ အဲ့လိုတွေရှိတာလား ။အော်ဒါနဲ့များသောအားဖြင့်3600နဲ့ကားဝယ်စီးနိုင်တဲ့လူက3600နဲ့စပိန်ဝယ်မရှိဘူး။6000နဲ့ကားစီးနိုင်တဲ့လူပဲ3600နဲ့စပိန်ဝယ်စီးဘူး ခင်ဗျားဘာကိုပြောချင်လဲ ။ဒီချို့တချို့ရရတယ်။တန်ရပဲကောင်း။